ဒီရမုန်းလေးကတားမိုက်ဟိုလူကြိုက်တော့လည်းညင်ဒီလူကြိုက်တော့လည်းညင်တယ်ဆရာမကြီးကတပြည့်ပြည့်နဲ့20 30 35 40လောက်ဖြစ်တော့လीအဲ့ဖွားကြီးကွာဟိုလူနဲ့ကြိုက်တာလို့သတင်းထွက်လိုက်ဒီလူနဲ့ကြိုက်တယ်လို့သတင်းထွက်လိုက်ဆိုတော့နောက်ဆုံး तू ကယောက်ျားမရတော့ဘူးကွာယောက်ျားမရတော့လေနောက်ဆုံးမှာ तू ကဘယ်လိုလူမျိုးနဲ့တဲသွားလဲဆိုတော့လေအဲ့ဒီသူ့ရဲ့လမ်းကြီးကနေလေအရက်မူပြီးတော့ဖြတ်သွားလုံးနဲ့ကောင်းပြီးညားသွားတာဗျာဆရာမအဲ့ဒီအရက်မူသမားကြီးနဲ့ညားသွားပြီးတော့မှလေဆရာမကြီးကအရက်မူသမားကြီးကညာတိုင်းသူ့ဆဲဆရာမကြီးကိုဆဲတော့ဆရာမရက်ဖို့ပါပဲဒီမှာနားတာဆရာမကလည်းမင်းအဲ့လိုမျိုးမင်းတကယ်မင်းအဲ့ဒါကမင်းရွာတော်များများမှာမင်းအဲ့လိုလူမျိုးချိတယ်မင်းမယုံကြည်ရွာတော်နော်အဲ့ဒါမင်းငါပြောရမယ်နော်မင်းအဲ့လိုမျိုးလူချိတယ်ဗျာမင်းဖေအချိုးကြတော့လေချစ်ပြတယ်အရင်ချစ်တာပေါ့ဘာကြောင့်ချစ်လားဆိုရင်ချစ်တယ်ကိုကြီးချစ်လားဆိုချစ်တယ်ဟောလေးလုတ်ပေးလုတ်မယ်တကယ်လားခီးထွက်ကြမယ်လေခီးထွက်တယ်ဆိုတာမောင်တို့လိုလှုပ်ချီအကင်ချီတွေမှာမောင်တို့လိုမျိုးပစ္စံတွေအများကြီးခြားတဲ့သူကဒီကမင်းရှိရဆိုတာအဲတိုင်းတနေ့ပတ်လုံးလို့ခီးထွက်နေရမှာမဟုတ်တာဒီနေ့ကနေကပဲခီးထွက်ဘူးသေးလို့လေနေရခုမှလာရေးအဲ့စကားထားပြောနေရကိုယ့်ရဲ့အမျိုးသမီးလေးကခီးထွက်ချင်တယ်ဆိုရင်ခီးကိုတစ်နှစ်ပတ်လုံးမဟုတ်10နှစ်ပတ်လုံးထွက်နေတယ်ဒီဆိုတယ်ဖြစ်နေတာလက်ကလေးကိုဆွဲပြီးတော့လေဘယ်လိုလေးတွေကဆွဲ dry မယ်လေဘယ်မျိုးလေးလားဘုတ်ကလေးလက်ကလေးကိုဆွဲပြီးတော့မှလက်ဘင်းကလေးကိုညှစ်ပြီးတော့မှကလေးကိုလက်ဘင်းကိုခုတ်ကျွေးတာဦးအားဆိုတဲ့ထောင်ကျွမ်းကျင်တာမုတ်ကလေးကိုခုတ်ကျွေးတာမျိုးလို့လက်ကလေးကိုဆွဲခဏ dry မယ်လေဟိုပါလေကဲမတော်ချင်လားပကံလားတော့ပါဦးပကံမှာကျတော့တရားနေဟိုတနာစိတ်တွေဖြစ်ပေါ်လာရင်ငရဲကြီးနေဦးမယ်နော်ပကံမှာသွားတယ်ဆိုဟုတ်တယ်ဟိုခဏလေး dry တယ်လို့ပိုင်းရိုက်တဲ့ဟာလေး dry မယ်ရိုက်ပေါ့ညကြရင်ကိုကလည်းအခြားတဲ့ရအောင်ပတ်နဲ့ပြန်ရိုက်မှာယူခြားတဲ့အဲ့လိုမျိုးအချိန်မှာပါမဟုတ်တောက်ကောက်ကိုထိုးပြနာနုကြီးကြွအောင်ထိုးပြငါလေအဲ့အချိန်မှာတော့ဗာပဲဖြစ်ရိုက်မှာပတ်ကနေဟမ်အဲ့တကားမဲ့ရိုင်းနေနော်မမြင်ပါဘူးမမောင်ဒီနေ့ဒီမှာဆိုင်ကြော်ညာလေးတွားရိုက်တယ်မမောင်ချောလာကြည့်ပြီးမမောင်ရမ်းနဲ့လမ်းနဲ့ဆိုင်ကြော်ညာတွေ့တယ်ငါတွေ့ရလေတွေ့လို့လည်းငါကြော်ညာပြီးပြီကိုထွန်းအားလုံးကိုအရေးကြီးတဲ့အကြောင်းအရာလေးတခုပြောချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကိုထွန်းရဲ့စီးပွားရေးပါငါကြည့်ပြီးပြီငါကြော်ညာလဲကြော်ညာပေးထားတယ်ဒီဘက်ကနေလည်းလင်းလူတွေကငါအကုန်ပြောထားပေးထားတယ်အကုန်လုံးဟုတ်လားဟုတ်တယ်ဇွန်တယောက်ရမ်းကြိုက်တဲ့တရှင်လေးနဲ့တက်တော့ဆိုတာသူအနာဟောင်းတွေအတိတ်ဟောင်းတွေကိုပြန်တတိရရတယ်ဇွန်တယောက်ရမ်းကြိုက်တဲ့တရှင်ဆိုတာဒီတရှင်ကဘယ်သူကကြိုက်တာလဲပြကြခဲ့တာတော့မမရှိလို့ပေါ့နော်ဒီမှာ你看苹果炒干啦，我们高兴，你就来嘛嘛，现在要么皮嘛嘞，没路来嘛嘛，学来来，把东西的领我下一个面老家，你来这边当嘛，我养你对，上面你都要加工你呀，没关系的，我看看我看他比较拿钱啊，也没事啦，比较时间我拿钱啊，你搬久了我不敢搬久了。那个也你也那么难摸的呀，这得你给他讲来了，咱我严肃来了。
မောင်သေးပေါက်ရှင်လို့မောင်ခဏလောက်စောင့်ပေးပါလား ပတ်ပါမယ်ဆိုမှဝဲလောင်လာနှိမ်သွားသေးတယ်ဟိုနေ့ကစကားများနေရလားဘာလို့စကားများနေတာလဲအသေးထောက်ဘာလို့စကားများနေရတော့ဒီပွဲပြီးထွက်တော့မှနော်အိတ်တော့မယ်သွားအိတ်တော့မယ်ဘာလို့စကားများနေရလဲအကားတွေကဘယ်သူနဲ့ဘာဖြစ်နေရတော့